ဒတ္တလောကဓမ္မိစိတ်တယတနာကပတိအာသောကံဝိရဇံခိမံဣတံမင်္ဂလမုဒ္ဓမံလောကဓမ္မိလောကရတရားရှိပါရုတိဘုဒ္ဓတာကြုံရသောယတအခြေရဏပုဂ္ဂိုလ်ဤစိတ်တံစိတ်တိနာကပတိမတုံလုံးအာသောကံဆိုရင်ပူဆွေးခြင်းလည်းမရှိဝိရလယာကသသောလူတွေလည်းမရှိခေမံပေလည်းမရှိဧကဣနိကဥဒ္ဓမမြတ်လာသောမင်္ဂလာတရားမိပါပေတည်းဩဒတ္တလောကဓမ္မိစိတ်တယတနာကပတိအာသောကံဝိရဇံခိမံဣတံမင်္ဂလမုဒ္ဓမံလောကဓမ္မိလောကရတရားရှိပါရုတိဘုဒ္ဓတာကြုံရသောယတအခြေရဏပုဂ္ဂိုလ်ဤစိတ်တံစိတ်တိနာကပတိမတုံလုံးအာသောကံဆိုရင်ပူဆွေးခြင်းလည်းမရှိဝိရလယာကသသောလူတွေလည်းမရှိခေမံပေလည်းမရှိဧကဣနိကဥဒ္ဓမမြတ်လာသောမင်္ဂလာတရားမိပါပေတည်းဩဒတ္တလောကဓမ္မိစိတ်တယတနာကပတိအာသောကံဝိရဇံခိမံဣတံမင်္ဂလမုဒ္ဓမံလောကဓမ္မိလောကရတရားရှိပါရုတိဘုဒ္ဓတာကြုံရသောယတအခြေရဏပုဂ္ဂိုလ်ဤစိတ်တံစိတ်တိနာကပတိမတုံလုံးအာသောကံဆိုရင်ပူဆွေးခြင်းလည်းမရှိဝိရလယာကသသောလူတွေလည်းမရှိခေမံပေလည်းမရှိဧကဣနိကဥဒ္ဓမမြတ်လာသောမင်္ဂလာတရားမိပါပေတည်းဩဒတ္တလောကဓမ္မိစိတ်တယတနာကပတိအာသောကံဝိရဇံခိမံဣတံမင်္ဂလမုဒ္ဓမံလောကဓမ္မိလောကရတရားရှိပါရုတိဘုဒ္ဓတာကြုံရသောယတအခြေရဏပုဂ္ဂိုလ်ဤစိတ်တံစိတ်တိနာကပတိမတုံလုံးအာသောကံဆိုရင်ပူဆွေးခြင်းလည်းမရှိဝိရလယာကသသောလူတွေလည်းမရှိခေမံပေလည်းမရှိဧကဣနိကဥဒ္ဓမမြတ်လာသောမင်္ဂလာတရားမိပါပေတည်းဩဒတ္တလောကဓမ္မိစိတ်တယတနာကပတိအာသောကံဝိရဇံခိမံဣတံမင်္ဂလမုဒ္ဓမံလောကဓမ္မိလောကရတရားရှိပါရုတိဘုဒ္ဓတာကြုံရသောယတအခြေရဏပုဂ္ဂိုလ်ဤစိတ်တံစိတ်တိနာကပတိမတုံလုံးအာသောကံဆိုရင်ပူဆွေးခြင်းလည်းမရှိဝိရလယာကသသောလူတွေလည်းမရှိခေမံပေလည်းမရှိဧကဣနိကဥဒ္ဓမမြတ်လာသောမင်္ဂလာတရားမိပါပေတည်းဩဒတ္တလောကဓမ္မိစိတ်တယတနာကပတိအာသောကံဝိရဇံခိမံဣတံမင်္ဂလမုဒ္ဓမံလောကဓမ္မိလောကရတရားရှိပါရုတိဘုဒ္ဓတာကြုံရသောယတအခြေရဏပုဂ္ဂိုလ်ဤစိတ်တံစိတ်တိနာကပတိမတုံလုံးအာသောကံဆိုရင်ပူဆွေးခြင်းလည်းမရှိဝိရလယာကသသောလူတွေလည်းမရှိခေမံပေလည်းမရှိဧကဣနိကဥဒ္ဓမမြတ်လာသောမင်္ဂလာတရားမိပါပေတည်းဩဒတ္တလောကဓမ္မိစိတ်တယတနာကပတိအာသောကံဝိရဇံခိမံဣတံမင်္ဂလမုဒ္ဓမံလောကဓမ္မိလောကရတရားရှိပါရုတိဘုဒ္ဓတာကြုံရသောယတအခြေရဏပုဂ္ဂိုလ်ဤစိတ်တံစိတ်တိနာကပတိမတုံလုံးအာသောကံဆိုရင်ပူဆွေးခြင်းလည်းမရှိဝိရလယာကသသောလူတွေလည်းမရှိခေမံပေလည်းမရှိဧကဣနိကဥဒ္ဓမမြတ်လာသော